မင်္ဂလာပါဒါကတော့ညနေပိုင်းကြေးကောင်းသွားတဲ့ပွဲလေးပေါ့နော်ဒါကလေးနဲ့လူကြီးနဲ့အားပြိုင်တဲ့ပွဲပေါ့ဟိုဘက်ကကလေးတွေဖြစ်ပါတယ်ဒီဘက်ကလူကြီးတွေပေါ့နော်ကျောင်းသားဟိုဘက်ကကျောင်းသားလေးတွေပေါ့လေညနေပိုင်းကြေးကောင်းသွားပါတယ်ဒါလေးတိုက်နေကြတာပေါ့စမဲစိတ်ကြောရင်ရောဘာလို့ကြောက်လို့လဲပေါင်တာကွာဟဲ့စမဲကောမောစမဲကောအေးဟောပါဦးမနို့ထအေးကောင်းလေးနဲ့လောက်ကောင်းမောလောက်ကောင်းတာဘယ်တော့ကောင်းလဲရမယ်အစမှန်ကြီးခေါ်တယ်ဟိုးကြီးဝကြီးဘယ်လိုက်မတင်တော့နော်နားပြီနားပြီဘောင်းနေတယ်ရုံးနေတယ်တတအေးအဲ့လိုဝေးဘလို့ဘာလို့နင်းလဲကြားပါလေမိုးပါမှာမရတော့လေကျွဲလာအမဖာလာပါโอ้ဆန်းလာတယ်ဗျာလေအေးနေသားရတာပြတ်ပြီဘာလို့အဲ့လိုရလာလဲ